တခါတော့ကမင်းကြီးတစ်ပါးမှာအလွန်လားပါတဲ့သမီးတော်နဲ့ဉာဏ်ပညာရှိတဲ့သားတော်တစ်ပါးရှိပါတယ်သူတို့နှစ်ဦးကြီးပြင်းလာတဲ့အခါမင်းကြီးကတင်တို့ဘဝဖော်ရေးရှယ်ပြီးအိမ်ထောင်ပြုရမည်လို့မိန့်တော်မူတယ်ဒါပေမဲ့မင်းသားနဲ့မင်းသမီးကခိုင်ခိုင်မာမာညှင်းဆန်လိုက်ကြတယ်သူတို့မှာအိမ်ထောင်ပြုဖို့စိတ်မဝင်စားဘူးလို့ဆိုကြတယ်ဒါကိုကြားတဲ့အခါမင်းကြီးကအလွန်ဒေါသထွက်သွားပြီးသူတို့နှစ်ဦးကိုနန်းတော်ကနေမောင်းထုတ်လိုက်တယ်ဒီလိုနဲ့ညီအကိုမောင်နှမတို့ဟာကဘာလက်ခီးထွက်ဖို့ဖြစ်လာတဲ့ရွာကနေတိတ်မဝေးသေးတဲ့အချိန်သူတို့ပင်ပန်းလာပြီးတစ်ပင်တစ်ပင်အောက်မှာထိုင်ထားလိုက်ကြတယ်ခါကြတော့မင်းသမီးလေးအိပ်ပျော်သွားတယ်အိတ်နေတုံးသူမဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမလိုက်တယ်မနှက်မိုးလင်းတဲ့အခါသူမကအကိုကိုအိမ်မက်အကြောင်းပြောပြတယ်ဒီတစ်ပင်ရဲ့အရွက်တွေကိုနာမကျန်းသူရဲ့ခေါင်းပေါ်မှာတင်ပေးရင်ချက်ချင်းပြောက်ကင်းသွားနောက်ပြီးရှေ့ကစီးဆင်းနေတဲ့ချောင်းလေးရဲ့ကရေကိုတေလူနီးပါးဖြစ်နေသူတောက်ရင်မြောက်လိုမျိုးခုံပေါက်နိုင်အောင်အားပြည့်သွားမယ်လို့သူမကပြောပြတယ်မင်းသားကဒီအကြောင်းကိုအလွန်စိတ်ဝင်စားသွားပြီးတရက်တွေကိုခူးယူကရေအိုးထဲမှာချောင်းရေကိုထည့်ယူလိုက်တယ်ပြီးတော့ညီအကိုမောင်နှမတို့ခီးဆက်ကြတယ်အတန်ကြာလမ်းလျှောက်ပြီးနောက်လူတိုင်းအဝတ်နက်တွေဝတ်ထားတဲ့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားတယ်မင်းသားကအဖွားအိုတူကိုဒီမှာဘာဖြစ်နေတာလဲလို့မေးတော့အဖွားကကျမတို့ရဲ့မင်းသားလေးအလွန်နာမကျန်းဖြစ်နေတယ်ဘယ်သူမှမကုသနိုင်ဘူးလို့ဖြေလိုက်တယ်ဒါကိုကြားတဲ့အခါညီကိုမောင်နှမတို့ကဆရာဝန်ဖြစ်ရုပ်ဖြတ်ပြီးနန်းတော်ရဲကိုဝင်သွားတယ်မင်းသမီးလေးကမော်ဆွမ်းရှိတဲ့အရွက်တွေကိုမင်းသားရဲ့ခေါင်းပေါ်မှာတင်ပေးလိုက်တဲ့ခဏအတွင်းမှာပဲမင်းသားရဲ့မျက်လုံးတွေပြူပြီးဖွင့်လာတယ်မင်းသမီးလေးကိုမြင်တဲ့အခါသူမရဲ့အလှတရားကိုသူချစ်သွားတယ်မင်းသမီးလေးကမော်ရည်နေနဲ့လဲတိုက်လိုက်တော့မင်းသားရဲ့မျက်နှာမှာအလင်းတွေဝင်လာတယ်သူရမ်းပျော်သွားပြီးမင်းသမီးလေးကိုချီးပွိုင်းကမင်းကိုလက်ထပ်ချင်တယ်လို့ပြောလိုက်တယ်မင်းသမီးလေးကလည်းသူ့ကိုစိတ်ဝင်စားလာပြီးဒီနိုင်ငံမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်သူ့အကိုကသူမကိုဆူတောင်းပေးပြီးကိုရိုင်းရှာဖွေဖို့ခီးဆက်လိုက်တယ်ခီးသွားရင်နောက်ထပ်နိုင်ငံတစ်ခုကိုရောက်သွားတယ်အဲ့ဒီနိုင်ငံမှာမင်းကြီးကသမီးတော်ရဲ့မွေးရပါအမှတ်အဆက်အပြောက်ကိုမှန်မှန်ကန်ကန်ဖော်ပြနိုင်သူဟာသမီးတော်နဲ့လက်ထပ်ပြီးနောက်မင်းဆက်ဖြစ်မယ်လို့ကြေညာထားတဲ့ချမ်းသာတဲ့သူတွေမင်းကြီးမင်းသားတွေအများကြီးလာကြပေမဲ့ဘယ်သူမှမှန်အောင်မဖြေနိုင်ကြဘူးမင်းသားကစဉ်းစားနေတော့အနီးကဗမဲသမားတစ်ယောက်ကသူ့ကိုမှတ်မိသွားပြီးကျွန်တော်ကူညီမယ်လို့ပြောလိုက်တယ်ဗမဲသမားကအတွင်းထဲထည့်လို့ရတဲ့ရွှေနွားကြီးတစ်ကောင်လုပ်ပေးပြီးခင်ဗျားကဒီထဲမှာပုံနေပါကျွန်တော်ကဒါကိုဈေးမှာရောင်းမယ်မင်းသမီးလေးဒါကိုတေချာပေါက်ကြိုက်မယ်ညဘက်လူတွေအိပ်ပျော်နေတဲ့အချိန်ခင်ဗျားထွက်ပြီးသူမရဲ့အမတ်ကိုကြည့်လို့ရမယ်လို့အကြံပေးတယ်မင်းသားကအကြံကိုသဘောကျပြီးသဘောတူလိုက်နောက်တစ်နေ့ဗမဲသမားကရွှေနွားကိုဈေးကွက်ထဲယူသွားတယ်မင်းသမီးလေးကရွှေနွားကိုမြင်တဲ့အချိန်သူမအယမ်းနဲ့တက်သွားပြီးဖခင်ဖြစ်သူကိုဒါကိုဝယ်ဖို့တောင်းဆိုတယ်မင်းကြီးကနွားကိုဝယ်ယူပြီးနန်းတော်ထဲယူလာတယ်ညဘက်မှာမင်းသားကနွားထဲကနေတိတ်တဆိတ်ထွက်လာပြီးမင်းသမီးလေးရဲ့အခန်းထဲကိုဝင်သွားတယ်အဲ့ဒီမှာသူမမှာလာနေတဲ့ကျဲပုံစံအမတ်တွေရှိနေတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တော့မင်းသားကရေမောလိုက်မင်းသားရဲ့အတန်ကိုကြားတဲ့အခါမင်းသမီးလေးနိုးလာတဲ့အခန်းထဲမှာသူစိမ့်တယောက်ရှိနေတာကိုမြင်တော့သူမအော်ဟစ်လိုက်တယ်ဒါပေမဲ့မင်းသားရဲ့မျက်နှာကိုကြည့်တဲ့အခါသူမငြိမ်သွားတယ်သူတို့နှစ်ဦးထိုင်ပြီးစကားဆက်မိပြောကြတယ်မင်းသားကအကြောင်းအရာအလုံးကိုပြောပြပြီးသူမကိုသဘောကျတဲ့အကြောင်းသူမရဲ့စိတ်ကိုအနိုင်ယူခြင်းတဲ့အကြောင်းပြောတယ်မင်းသမီးလေးကလည်းသူ့ကိုစတင်ချစ်ကြိုက်လာပြီးနန်းတော်ကနေထွက်ပြီးသူနဲ့ထပ်ဆောင်ဖို့အကြံတစ်ခုစဉ်းစားလိုက်တယ်နောက်တနေ့မနက်မင်းသမီးလေးကရည်ရွယ်ချက်ရှိနွားရဲ့နားကိုချုပ်ပစ်လိုက်ပြီးဒါကိုပြန်ပြင်ခိုင်းပါလို့မင်းကြီးကိုပြောတယ်နွားကိုပြန်ပြင်ပြီးယူလာတဲ့အခါမင်းသားကနွားထဲကနေထွက်လာပြီးမင်းကြီးစီတိုက်ရိုက်သွားကကျွန်တော်မင်းသမီးတော်ရဲ့အမတ်ကိုသိပါတယ်လို့ပြောလိုက်တယ်မင်းကြီးကအဖြေအတွက်3နာရီအချိန်ပေးလိုက်တယ်3နာရီကြာမှမင်းသားကသူမရဲ့အမတ်ကလာနေနဲ့ကျဲပါလို့ဖြေလိုက်တယ်မင်းကြီးကဝမ်းသာပီတိဖြစ်ပြီးအခုဆိုရင်မင်းဟာငါရဲ့ချွေးတော်ဖြစ်လာပြီလို့မိန့်တော့မူလိုက်တယ်